အရှင်မင်းကြီးအမြွာလေးတွေပါတယောက်ကအဖိုးတန်စိန်ပွင့်လေးဖြစ်ပေမဲ့နောက်တစ်ယောက်ကတော့ကြောက်မဲတုံးကြီးဖြစ်နေပါလားငါမှသားတစ်ယောက်ပဲရှိတယ်အဲ့ဒါကတန်ဖိုးရှိတဲ့စိန်ကလေးပဲဒီကြောက်မဲတုံးကငါရဲ့ကလေးမဟုတ်ဘူးအခုချက်ချင်းစွန့်ပစ်လိုက်ခေါင်တောင်းပန်ပါတယ်သားလေးရဲ့သားအသက်ရှင်ဖို့အတွက်အမေဒီလိုပဲရှုပ်ဝက်ထားရမှာမို့အမေကိုခွင့်လွှတ်ပါနော်ဟေ့ကောင်တေချာတိုက်စမ်းငါအိမ်ချမ်းပြင်ကမင်းမျက်နှာတဲ့ပိုတောက်ပနေမှရမယ်ခဏလေးနားပါရစေဦးအရှင်မရဘူးစက်တိုက်စမ်းမြန်စားတော့သားလေးအဖေတိသွားလို့မဖြစ်ဘူးသားကိုအမေတိတ်ချစ်တယ်ဆိုတာအမြဲမှတ်ထားပါနော်သွားတော့ငါသားမင်းကတစ်ချိန်ကြရင်ငါတို့နိုင်ငံရဲ့ဂုံဖြစ်လာသစေရမယ်မင်းဘလို့လှုပ်လိုက်တာလဲငါအဝတ်စားတွေအကုန်လုံးပေကုန်ပြီတောင်းပန်ပါတယ်ကျွန်တော်တမင်လောက်တာမဟုတ်ပါဘူးတန်ဖိုးမရှိတဲ့ကြောက်မဲတုံးငါသားရဲ့ပုံရိပ်ကိုဖျက်ဆီးဖို့မကြိုးစားနဲ့ဥနေရာကိုသိစမ်းငါသားနာကထွက်သွားအမေကိုခွင့်လွှတ်ပါသားလေးရဲ့အမေအားနဲ့လို့တားကိုမကကွေနိုင်ခဲ့ဘူး